10သိန်းကျော်ထိုင်လာတယ်လူရေးဆိုတော့10သိန်းကျော်ဟောတော့ကျော်သွားပြီဘုံလိုက်တယ်လူမျိုးပေါင်းစုံနေရာပေါင်းစုံလို့ပြောကြတယ်လုတ်သမားအများဆုံးဆက်ရုံရှိကျွန်တော်တို့ဘက်ကလည်းအများကြီး10သိန်း12သိန်း